အခုချိန်ရစာရွေးကဘာစောက်မှဖြစ်ပါဒီဝင်ကဘာမှာဘလို့အခက်ခဲနေတယ်မလဲစောက်မှကြည့်ကြည့်ပါအောင် ဟုတ်ပါရဲ့ပေါ့နော် ဒီဝင်ကဘာကြီးရရှုပ်ခံနေရပါပဲ ဟုတ်ပါရဲ့ဒီလွယ်လို့ခံစားပေမဲ့ခက်ပါရဲ့ပေါ့နော်ကဲစလိုက်ကြရအောင် အားလုံးပဲမင်္ဂလာပါယူခီးဝိုင်းပြန်ကြည့်လိုက်ပါရဲ့ ဟုတ်ပါရဲ့ပေါ့နော်ဒီဗီဒီယိုလေးကြားရင်လည်း subscribe နဲ့ပြီးဖို့တောင်းဆိုကြပါရဲ့ အဲ့ဒါဆိုင်ဒီအခုစောက်မှဝင်ကဘာဖြစ်ပါရဲ့ ဟုတ်ပါရဲ့ပေါ့နော်သူကတော့ UK ရဲလေးမှာ သူကယူခီးရဖုတ်ပါအဲ့ဒါစရရအခုဆိုရင်စဝင်ပါမယ် ဟုတ်ပါရဲ့ညောင်စလုံးလမ်းမပြအောင်ထူထူသွားရမှာဖြစ်ပါရဲ့ ဟုတ်ကဲ့ပါဒီဘောနော်ဒီဝင်ကဘာအတုံးလေးချက်ခွင့်မရှိပါဘူး ဟုတ်ပါရဲ့ဖြတ်လို့ရှိရင်ရှုံးပြီပါလား အဲ့ဒါဆက်သွားရအောင်လက်သေးလဲနေပြီ ညအိပြောက်နေပါရဲ့ပေါ့နော်ထူထူသွားမှဖြစ်ပါရဲ့ ဒီမှာလမ်းတွေ့ရ ဟုတ်လား ထော်လမ်းမဟုတ်ဘူး အဲ့နှစ်လမ်းတော့ ဒီလမ်း နည်းနည်းသွားကြည့်မလဲ ဒီလမ်းအပိုက်ကြီး ဟုတ်လားအဲ့ဟိုဘက်လမ်းသွားမယ်ဟိုဘက်လမ်းသွားမယ်အဲ့ဆို ခဏလေး အဲ့ဒါဒီလမ်းသွားမှဖြစ်ပါရဲ့ လက်သေးရှုပ်နေပြီ ဟုတ်တယ်ဟဲ့ဒီဘက်လမ်းသွားမလား အေးဒီဘက်လမ်းအေးဟုတ်တယ်ဒီဘက်လမ်းဟင်းနေမဟုတ်ဘူး ညောက်သားလူစုကွဲဝိုင်းနေ အေးခမနေစားတွေ့ရလာတော့ဘာလဲစမ်းတယ်လို့ ဟာဒီလမ်းရော ဘယ်လမ်းလဲဟဲ့မသိရှုပ်နေပြီဒီလမ်းလားဟဲ့ဒီလမ်း အေးဟုတ်မှာပေါ့ ဟဲ့အနောက်ပြန်သွားနေရလားမသိ အေးဟုတ်တယ်ဟာဒီလမ်းဒီမှာလမ်းတစ်လမ်းတွေ့လို့ပဲဟုတ်လားတော့မသိဘူးလမ်းတွေ့ရဲ့ ဟဲ့ ဒီဘက်လမ်းနဲ့တူတယ်မလောက်လိုက်ခဲ့ပိတ်ကြီး ပိတ်ကြီးအဲ့ဒါငေါ့ခေါ်လမ်းနဲ့သွားမယ်ဒီဘက်လမ်းနဲ့ဘယ်နေနဲ့တင်မလဲတော့ပြောနိုင်တမ်းမယ်ကပ်ပြီးရှုပ်နေပြီပေါ်နော်ရှုပ်ဟဲ့နေပါမလဲ အလုံးကိုတွေ့ရတော့ဘူးစားလည်းမတွေ့နေရရဲ့တွေ့လာငါ့ကို မတွေ့ရဟိုမှာဆန်းလို့ရဟဲ့ ရလား ဟဲ့မတွေ့တော့ဘူး ဟာဘယ်ဝိုင်းလဲမသိဘူးလမ်းပြောက်ပြီဟာနေကိုလိုက်ရှာမယ် အေးငါနဲ့လိုက်ရှာနေရဲ့ ငါဝင်ကပါရဲ့ရှေ့ဝမှာ ဟုတ်လားဟောင်းကဘာပိတ်မိနေပြီ ဟာလား အေး ငါနေစားတဲ့ကိုတွေ့နေရပြီ ညီမလေးဟိုတော်ပါလေးရပြဆုံးသွားလို့ အေးဟုတ်တယ် ဟဲ့တွားရအောင်အရှိဝါကြီးလား ဟုတ်တယ် ငါမသိလဲနေပြီ ဒီလမ်းလားငါဒီလမ်းကိုမသိငါလို့ အေးဟုတ်တယ်လိုက်ခံရအောင်ဟဲ့လူစခွေအောင်မယ် လားခုနလမ်း ဟဲ့ဒီလမ်းကိုလမ်းခွဲခဲ့လမ်းမလား အေးဟုတ်မှာ ပိတ်ကြီးဟင်နေပိတ်ကြီး ခု လား နလမ်းရှေ့မှာပါရှိတယ်ငါမကြည့်ရလေဟဲ့မှာထောက် ခ လို့ ဏ ရ ခ ပါ ဏ ဘူး တွေ့ပါကြီးရှေးဒီဗီဒီယိုဆက်ဆိုလိုက် subscribe နေပြီးတော့တောင်းဆိုပါရဲ့ ဟုတ်ပါရဲ့ဒီဗီဒီယိုရဲ့ comment မှာကိုစောကျင်နေတဲ့အရာလေးကိုတောင်းဆိုခဲ့ပါ စပ်ပြပါမယ်အဲ့တော့အားလုံးပဲ နိုင်ကြတော့ဆော့ပေးပါမယ်ပေါ့နော် အဲ့တော့အားလုံးပဲ bye bye